grate the carrots မုံလာဥနီတွေကိုချစ်ပါ grill the chicken for about 5 minutes ကြက်သားကို5မိနစ်ခန့်ကင်ပါ melt the chocolate slowly ချောကလက်ကိုဖြည်းဖြည်းချင်းအရေးဖြောပါ pour the honey into the bowl ပြားရည်ကိုပကံလုံးနဲ့လောင်းထည့်ပါ I fry the bacon ငါဝက်ပေါင်ချောက်ကိုကြော်တယ် leave the vegetables to simmer for a few minutes ဒီရွက်တွေကိုပွက်လာအောင်မိနစ်အနည်းငယ်ထားပါ slice the onion into rings ကြက်သွန်နီတွေကိုပကွင်းလိုက်ဖြစ်အောင်လှီးပါ spread butter on bread ပေါင်မုံပေါ်မှာထောပတ်တုပ်ပါ stir the sauce gently ဆော့ကိုဖြည်းဖြည်းချင်းဝေပါ I taste the ice cream ရေခဲမုံကိုငါမြည်ကြည့်တယ် add 2 cups of sugar တကြား2ခွက်ထည့်ပါ they bake bread and cakes သူတို့တွေကကိန်းနဲ့ပေါင်မုံကိုဖုတ်တယ် blanch the cornstarch ရောင်ကော်မုံကိုဝေပါ boil the potatoes အာလူသီးတွေပြုတ်ပါ I boil the pork ငါမသားကင်နဲ့ chop an onion ကြက်သွန်နီတစ်လုံးလှီးပါ cut the beef အမဲသားလှီးပါ